အားလုံးပဲမင်္ဂလာပါဒီနေ့ဗီဒီယိုလေးရပေါ့ကျွန်တော်ဒီ IT လောကတွေကိုစတင်ဝင်ရောက်ရှင်တဲ့သူတွေဘယ်လိုစပြီးတော့ဝင်ရောက်ရမလဲဆိုတာမသိတဲ့သူတွေအတွက်ဒီဗီဒီယိုလေးကိုလုပ်ပေးခြင်းပဲဖြစ်ပါတယ်ကျွန်တော်လည်းတူတူပဲဒီ IT ကိုစလေ့လာတော့ကပေါ့ဘာမှမသိခဲ့ဘူးတကယ်တော့ IT ကိုစလေ့လာမယ်ဆိုရင်နောက်ဆုံးစက်ပစ္စည်းပြင်တာတွေအစုံဘယ်အပိုင်းကိုလေ့လာမလဲဆိုတာကိုကိုကရွေးချယ်ရတာဖြစ်ပါတယ် IT ဘာသာရပ်တွေမှာဘာတွေပါဝင်လဲဆိုရင်စက်ပစ္စည်းပြုပြင်တာမျိုးတွေနောက်တစ်ခုကဒီ programming ရေးမလားနောက်တစ်ခုကဒီ operating system နဲ့ပတ်သက်တဲ့ system engineer ဘိုင်းတွေရှိမယ် network engineer ဘိုင်းတွေရှိမယ် network engineer မှာဆိုရင်ကျွန်တော်က cloud ထီအောင်တက်ဖို့အတွက်ရည်မှန်းထားရမယ်တခြားသောအနေနဲ့ data analyze တို့ဘာလို့အများကြီးရှိပါသေးတယ်နော် data analyze ဆိုဘယ်ဘိုင်းတွေလုံးလောက်ရလဲဆိုရင်ဥပမာ company တစ်ခုစက်ရုံတစ်ခုရဲ့ရောင်းလို့အားဝယ်လို့အားဘယ်ပစ္စည်းတွေကအမြတ်အစွန်းရပြီးတော့ဘယ်ပစ္စည်းရဲ့ profit နည်းလဲပေါ့ဒါမျိုးတွေကိုလေ့လာဆန်းစစ်တဲ့နေရာမျိုးမှာအသုံးပြုတယ်ဒါမျိုးကို data analyze သမားလို့ခေါ်တယ်ဒီတော့ကိုကစပြီးတော့ဒီ IT ကိုစလေ့လာမယ်ဆိုရင်ကိုနဲ့ကဘယ်ဟာနဲ့ပို့ပြီးတော့အကျွမ်းတဝင်ရှိမလဲပေါ့ကိုကဘယ်အပိုင်းကိုစိတ်ပါဝင်စားလဲဆိုတာကိုအရင်ဆုံးလေ့လာရမယ်ပြီးရင် cyber security ဆိုတာတွေလည်းရှိသေးတယ်ဒီ cyber security ဆိုရင်ကျွန်တော်တို့ဒီကိုယ့်ရဲ့ network infra တခုရဲ့အားနည်းချက်ကိုအခွင့်ကောင်းယူပြီးတော့ attacker တွေရဲ့ hacking ရန်ကနေပြီးတော့ defend လုပ်ဖို့ပေါ့ဘယ်လိုကာကွယ်ရမလဲဒါမျိုးတွေကိုစဉ်းစားရမယ်ဒီလိုမျိုးတွေကိုသုံးသပ်ရမယ်ဒီတော့ကိုလှုပ်ရှင်တဲ့အရာတစ်ခုကိုပထမဆုံးအနေနဲ့ကိုမှ plan ဆွဲထားဖို့လိုပါတယ်ဘယ်အတတ်ပညာပဲတက်ကိုကဒီ networking နဲ့ဆိုင်တဲ့ပညာတက်မလား programming နဲ့ဆိုင်တဲ့ပညာသွားမလားပေါ့စက်ပစ္စည်းပြင်တဲ့အပိုင်းအောင်သွားမလားအနည်းဆုံးတော့ကွန်ပျူတာကျွမ်းကျင်မှုလိုတယ်ဘယ်ပစ္စည်းမဆိုဘယ်အလုပ်မဆိုကွန်ပျူတာနဲ့ဆက်ပြီးအလုပ်လုပ်ရတာဖြစ်တဲ့အတွက်အနည်းဆုံး A+ လောက်ကိုအရင်တက်ထားသင့်တယ် A+ တက်လောက်ပြီဆိုရင်ကျွန်တော်တို့ကဘယ်အပိုင်းအောင်ဘယ်လိုဆက်သွားမလဲဆိုဘယ်လိုပဲဖြစ်ဖြစ်အသိပညာတစ်ခုရလာပြီဒါဆိုရင်ကရှေ့ဆက်သွားရမယ်အလုပ်တစ်ခုကိုကျွန်တော်တို့ဆက်ပြီးတော့မျှော်မှန်းလို့ရပြီပဲဖြစ်ပါတယ်ဒီတော့ကိုကဒီနယ်ပယ်နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုအရင်ဆုံးရှာဖွေမယ်စုဆောင်းမယ်နောက်တစ်ခုကကိုစောက်ရှာမဲ့ဘာသာရပ်တစ်ခုကိုလေ့လာဖို့လိုပါတယ်ကိုက network နယ်ပယ်ကိုသွားမယ်ဆိုရင် network နဲ့ပတ်သက်တဲ့ switch တို့ head တို့ကျွန်တော် firewall တို့ 40k payload တို့ microtik ဒါမျိုးတွေလေ့လာဖို့လိုတယ် network device တွေအစုံအလင်ကိုကဒါရလက်တွေ့ကြကြစမ်းသပ်ရတာဖြစ်တဲ့အတွက် less infra အနေနဲ့ကိုရစမ်းသပ်ရမယ် VMware တွေတိစောက်ရမယ် virtual machine တွေ run ရမယ်ဒါမျိုးတွေလှုပ်ဆောင်ဖို့လိုပါတယ်ဒါကြောင့်ကိုသွားခြင်းတဲ့နယ်ပယ်ကိုတည်တည်ချာချာရွေးချယ်ပြီးတော့ကိုကစတင်ဝင်ရောက်မဲ့နယ်ပယ်ကိုလေ့လာခြင်းသည့် IT ဘာသာရပ်ထဲကိုဝင်ရောက်ရှင်းမဲ့ဖြစ်ပါတယ်တကယ်တော့ IT ဘာသာရပ်ဆိုတာပညာတတ်တွေဒီဘွေးရမှဒီပလိုမာရမှအနည်းဆုံးဒီအထက်တန်းအောင်မှာဒါမျိုးရဲ့လို့တော့မဟုတ်ပါဘူးအနည်းဆုံးကိုကပညာရပ်နဲ့ပတ်သက်ပြီးလေ့လာခြင်းစိတ်ရှိမယ်လေ့လာအားကောင်းမယ်ဆိုရင်တနည်းအားဖြင့်ငွေကိုမလိုက်နဲ့ငွေကသူ့ဟာသူလိုက်လာလိမ့်မယ်ပေါ့ဒါမျိုးကိုကျွန်တော်တို့ကတွေးတောထားရမယ်ဒီလိုသာစဉ်းစားနိုင်ရင်ဒီလိုသာသင်ယူလို့စိတ်ရှိရင်တဖြည်းဖြည်းနဲ့ငွေဆိုတာဝင်လာခြင်းပဲဖြစ်ပါတယ်